ကုသိုလ်ကောင်းမှုပြုသူသည်ဤဘဝ၌လည်းရှင်လန်းရ၏တမလွန်ဘဝ၌လည်းရှင်လန်းရ၏ပိစုဗန္ဓမလွန်နှစ်ဘဝလုံး၌ရှင်လန်းရ၏ဤပိစုဗန္ဘဝ၌ကောင်းမှုကိုပြုပြီးပြီဟုဝမ်းမြောက်ရ၏တမလွန်ဘဝ၌ကဤပိစုဗန္ကုသိုလ်ကြောင့်တုဂတိဘဝကိုရရှိသောအခါပို၍လွန်စွာဝမ်းမြောက်ရ၏ဤလောက၌ကုသိုလ်ကောင်းမှုများကိုပြုကြရာတွင်သာသနာပပြုနည်းနှင့်သာသနာတွင်ပြုနည်းဟု၍နှစ်မျိုးရှိ၏သာသနာပပြုနည်းမှာပကာသနာကိုမမော၍ပြုသောနည်းနှင့်ကောင်းမှု၏အကျိုးကိုခံစားလို၍ပြုသောနည်းတို့ဖြစ်ကြ၏ထိုနည်းများအရာကောင်းမှုကိုပြုသောအခါငါဟာငါဥစ္စာဟုသောခံယူချက်ဖြင့်ပြုကြ၏ကောင်းမှုကိုပွားစည်းတည်တဲ့ပွားစည်းအောင်အားထုတ်၏ကောင်းမှုပွားစည်းလေလေဘောဂတံပတ္တိနှင့်ဘောဂတံပတ္တိတို့ပွားစည်းလေလေဖြစ်၏ဤကောင်းမှုပြုနည်းကိုသာသနာပကောင်းမှုပြုနည်းဟု၍ဆိုရ၏ဤနည်းအရကောင်းမှုပြုပါကဝိနိပါဒဘေးမှမလွတ်ဝယ်လွန်သောအခါမိမိပြုခဲ့သောကောင်းမှုများကမကယ်တင်နိုင်ပဲအပယ်လေးပုံတို့ဗျံပဒါကြခြင်းသလိုကြသွားနိုင်၏အတရိတအလူရှင်မန္လိကာမိဖုရားကြီးသည်ဒေဂာနိကာလ၌နှလုံးသွင်းမှား၍ငရဲသူကြ၏တတိယသင်္ဃာယနာတင်ဒါယကာအာတောကမင်းကြီးမှလည်းဒေဂာနိကာလ၌နှလုံးသွင်းမှား၍တပည့်ကြီးမွေဖြစ်သွားရ၏အတ္တနှင့်အတ္တနိယကိုအခြေခံပြုသောကောင်းမှုဟုသမျှသည်အပယ်မျိုးစေ့ကိုရင်ဝယ်ပိုက်ထားသောကမ္မတက္ကတာတမ္မာဒိဋ္ဌိမျိုးသာဖြစ်၏ထိုအမည်မျိုးများလောက်ဖြင့်ပြုသောကောင်းမှုမျိုးဖြစ်ပါကဤပိစုပန်ဘဝ၌ရှင်လန်းရသည်မှန်၏ဝမ်းမြောက်ရသည်မှန်၏တို့ရာတွင်တမလွန်ဘဝတွင်မူရှင်လန်းခြင်းမှရှင်လန်းရ၏ဝမ်းမြောက်ခြင်းမှဝမ်းမြောက်ရ၏မန္လိကာမိဖုရားကြီးနှင့်အာတောကမင်းကြီးတို့ကိုထောက်ထားလျင်တမလွန်၌ရှင်လန်းရမှုနှင့်ဝမ်းမြောက်ရမှုမရှိခြင်းကိုတွေ့ရ၏ထို့ကြောင့်ကောင်းမှုများကိုပြုလုပ်ရ၌ကမ္မတက္ကတာတမ္မာဒိဋ္ဌိသည်အတ္တနှင့်အတ္တနိယကိုမပယ်နိုင်သောကြောင့်ယင်းကမ္မတက္ကတာတမ္မာဒိဋ္ဌိသည်အာကိုးလောက်သောတမ္မာဒိဋ္ဌိမဟုတ်ထို့ကြောင့်သာသနာပကောင်းမှုပြုနည်းဟု၍သာဆိုရ၏သာသနာတွင်ကောင်းမှုပြုနည်းဟုသည်ကောင်းမှုကံဟူသည်မြကိုပါတည်တဲ့ပါအောင်ထို့တဲ့စွမ်းနိုင်လျင်ကံဟူသည်မြကိုလုံးဝချုပ်ငြိမ်းသွားအောင်ပြုရသော
ကောင်းမှုပြုနည်းဖြစ်၏ယင်းပြုနည်းကိုဝိပဿနာသမ္မာဒိဋ္ဌိဖြင့်ပြုရ၏ဗုဒ္ဓဘာသာဝင်တို့၏အမြင့်ဆုံးပန်းတိုင်သည်နိဗ္ဗာန်ဖြစ်၏နိဗ္ဗာန်ဟူ၍ဆိုကြတဲ့ကဇာတိပြတ်၏ဇာတိပြတ်အောင်ကံကိုဖြတ်ရ၏ကံကိုပြတ်သွားအောင်ဥပါဒံကိုဖြတ်ရ၏ဥပါဒံကိုပြတ်သွားအောင်အဝိဇ္ဇာနှင့်တဏှာကိုဖြတ်ရ၏ထို့သို့အစဉ်စဉ်ပြတ်သွားအောင်လုပ်ရ၌ငါဟာငါဥစ္စာဟုသောတိမ့်ပိုက်မှုဟူသည်များကိုဖယ်ခွာရ၏ထို့သို့ဖယ်ခွာနိုင်ရန်ဝိပဿနာသမ္မာဒိဋ္ဌိသည်မရှိမဖြစ်သောသာသနာတွင်အမြင်ဖြစ်၏အမှန်အဖြစ်ဝိပဿနာသမ္မာဒိဋ္ဌိသည်မြတ်စွာဘုရားပွင့်တော်မူမှသိရသောတရားသူတရားမြတ်ဖြစ်၏ကမ္မတက္ကတာသမ္မာဒိဋ္ဌိမှာမူမြတ်စွာဘုရားပွင့်တော်မူသည်ဖြစ်စေပွင့်တော်မမူသည်ဖြစ်စေသိရသောတရားဖြစ်၏ထို့ကြောင့်လဲကမ္မတက္ကတာသမ္မာဒိဋ္ဌိဖြင့်ပြုသောကောင်းမှုရှင်များသည်ဤဘဝ၌ချွင်လန်းရသည်မှန်၏ဝမ်းမြောက်ရသည်မှန်၏တို့ရာတွင်တမလွန်ဘဝ၌မူချွင်လန်းခြင်းမှချွင်လန်းရ၏ဝမ်းမြောက်ခြင်းမှဝမ်းမြောက်ရ၏ဝိပဿနာသမ္မာဒိဋ္ဌိဖြင့်ပြုသောကောင်းမှုရှင်များသည်ကဤဘဝ၌လည်းချွင်လန်းရ၏ဝမ်းမြောက်ရ၏တမလွန်ဘဝ၌လည်းချွင်လန်းရ၏ဝမ်းမြောက်ရ၏တမလွန်ဘဝ၌အံ့ဩဝယ်ကောင်းလောက်အောင်ပင်ဝမ်းမြောက်ရ၏ထို့ကြောင့်တမလွန်ဘဝ၌ဝမ်းမြောက်ရန်ချွင်လန်းရန်မသေးကြသောကမ္မတက္ကတာသမ္မာဒိဋ္ဌိများလောက်ဖြင့်ကောင်းမှုများကိုမပြုဘဲတမလွန်ဘဝ၌ပါချွင်လန်းရန်ဝမ်းမြောက်ရန်သေကြသောဝိပဿနာသမ္မာဒိဋ္ဌိဖြင့်ကောင်းမှုများကိုပြုလုပ်ကြရေးအတွက်မြတ်စွာဘုရားကဤဒေသနာတော်ကိုဟောကြားတော်မူခြင်းဖြစ်ပါ၏ဤဒေသနာတော်အရကမ္မတက္ကတာသမ္မာဒိဋ္ဌိသည်ငါဟာငါဥစ္စာဟုသောအတ္တနှင့်အတ္တနိယအမြင်ကိုမပယ်တတ်နိုင်ပဲဝိပဿနာသမ္မာဒိဋ္ဌိကသာငါဟာငါဥစ္စာဟုသောအတ္တနှင့်အတ္တနိယအမြင်ကိုပါ၍သွားအောင်လုပ်ရမှနောက်ဆုံးလောကုတ္တရာအဆင့်သို့ရောက်ပြီးမြစ်ပြတ်ပယ်တတ်နိုင်သည့်အထိဆွမ်းနိုင်၏ဘုရားဒေသနာတော်အရငါပြောက်မှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မည်ဖြစ်၏ဟူ၍ဆိုလိုရင်းဖြစ်ပါ၏